ဒါပူစမ်းမျိုးရောက်ရှိနေတာပေါ့နော်ပူစမ်းမျိုးဒါဟင်ယွန်ဒီကန်ကြီးပဲပါတီယန်လားပလာတီယန်လားဒီအဲ့ဒီရစီဂျန်ဂျေဟောက်ပေါ့နော်ဟိုတယ်နဲ့တွဲရက်ပေါ့ဒါ39ထပ်မှာရှိပါတယ်အခန်းတော့တော်တော်ကျယ်တယ်ချူးဆိုရင်တော့ချူးဆိုရင်990 square feet လောက်တော့ရှိမယ်1000ကျော်လောက်တော့ရှိမယ်1000ကျော်1200 square feet လောက်တော့ရှိမယ်ဒါအိမ်ပေါ့နော်ဒါအိမ်ကနေရပါဒါဝရန်ဒါတော့ partition နဲ့ခုခွဲထားတယ်ဒီမှာကဝရန်ဒါရှိရနေရဒီမှာ light ကားတွေပါကာထားတယ်နောက်ချက်မှာ light ကားတွေပါကာထားတယ်ဒီမှာကသူကဒီနောက်တဲ့ partition မှန်တကားလုပ်ထားတာဒါတော့ဒီကအရင်ရမ်းအေးတဲ့ရာလူကြိုင်ပါလဲဆိုတော့လီယို blocking လုပ်တာပေါ့နော်အိမ်ထဲမှာဆိုလုံးဝမချမ်းဒါအခုအပြင်သွားကန်နေမှာမဟုတ်လို့ဒါဟိုဝတ်ထားတာနှွေးတယ်ဝတ်ထားတာโอเคတရားကအေကန်ပေါ့ဒီအေကန်ဟိုဒီမှာက control ဒီလုံးဒါနဲ့ control လုပ်ထားတယ်ဒီမှာတော့ control တကားရောလူခေါ်တာရောကားလမ်းခေါ်တာတွေရောတကားအပွင့်ပဲတော့ဒီလုံးကို control ဒါနဲ့လုပ်ထားတယ်ဒီလုံး control နောက်တစ်ခုကဒီဘက်ရှမ်းမှာရှိတယ်နောက်ဒီဘက်ရှမ်းမှာဆွဲချတော့ပါဒီရပေါ့ဒီမှာလည်းတော့ control ရှိတယ်ဒီကောင်ဆွဲပြီးလှမ်းချတာ television ပေါ့ဒါတော့ wish set ဟင်းချက်တဲ့နေရာဒါဆိုဝဲဆိုအခါအသစ်ဆက်ဟိုတယ်ဒါတော့ resident ဒါတော့ရေချိုကအိမ်လာပေါ့ရေချိုကအိမ်လာဒါကိုမန်ဘတ် WC โอเคဒါကကိုမန်ဘတ်ရောဒါကိုမန်ဘတ်ရောမှာကိုမန်ဘတ်ရောဒါပုံမှန်စင်ပြပါဒါမှမဆိုအရင်this is a book map ဖြစ်တယ်ဒီရာကတော့ဒါကတော့ဟိုပါရာတော့ဒါ master bedroom ပေါ့တော့ master bedroom နဲ့မှာပါအဲ့ဒါ master bedroom ဒီမှာတော့65လက်မှတ် TV ရှိမယ်ဒီဘက်က Dumble style ပေါ့ဒီဘက်ကအိမ်နာဒီလေကဟိုပါငါးပီစင်ဒီဘက်ချမ်းမှာဟိုရှိတယ်ရှိချိုးတဲ့နေရာရှိတယ်နောက်တစ်ခုကဒီကောင်ကဒီမှာကဘေးဝတ်တော့ရှိမယ်ဒါဘေးတော့ရှိမယ်အကျယ်ရွယ်တော့ကျယ်တော့ပစ္စည်းပါမှထားပြီးသွားပြီဆိုရင်တော့အိမ်ရှိပြန်သွားမယ်ဒီကတော့အိမ်ရှိပြန်ဒီမှာကဟိုရှိနေတာဒါ store ကိုရှိတယ်ဒီလည်း emergency အပြင်ထွက်လို့ရနေရှိဒီမှာကခဏထားလို့ရတယ်ခဏတော့တိတ်လို့ရတယ်ဒါတော့အိမ်ရှိပေါ့ဒီမီးရတော့ကောင်းတော့စံသားနဲ့တော့လူဝင်လာနဲ့မီးလင်းမယ်မီးပိတ်မယ်ဆိုတော့စလာရတဲ့ရံတော့ဒီမိုင်းကဲခဏနေပြင်သွားမယ်ဒါပါပဲ